အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့သင်ခန်းစာကိုစာပြောလေ့လာရအောင်ကဲသင်ခန်းစာနံပါတ်1မှာဆိုရင် triple class ဆိုတော့ right hand ညာဘက်လက်နဲ့တီးရမှာဖြစ်ပါတယ် 4/4 timing ဆိုတော့တပားမှာ၄ချက်ရှိပါတယ်တပားမှာ၄ချက်ရှိပါတယ်ဒီ note ကို whole note လို့ခေါ်ပါတယ် meaning note ခေါ်ပါတယ်ဒီ note က whole note တပား၄ချက်တန်ဖိုးရှိပါတယ်အဲ့တော့သူရဲ့တန်ဖိုးက၄ချက်ရှိရဆိုတော့တစ်ချက်တီးလိုက်တာနဲ့၄ချက်တန်ဖိုးရှိပါတယ်ဘယ်လိုမျိုး timing ကြီးတွေ့ရမလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီ triple class first line မှာဆိုရင်ဒါ E ဆိုတော့ E ရဲ့အောက်က D ရဲ့အောက်က C ဆိုတော့ဒီ C က middle Cဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုတီးရမလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 okay နောက်တစ်ပုတ်ကဲဒါကြတော့ bass clap ဆိုတာဘယ်ဘက်လက်နဲ့တီးရမှာဖြစ်ပါတယ်တပားမှာ၄ချက်ရှိပါတယ် 4/4 timing ဆိုတော့တပားမှာ၄ချက်ရှိရဲ့ဒီ note က whole note လို့ခေါ်ပါတယ်၄ချက်တန်ဖိုးရှိပါတယ်အဲ့တော့ဘယ်လိုတီးရမလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 bass clap ဆိုတော့ဘယ်ဘက်လက်နဲ့တီးရမှာဖြစ်ပါတယ်ဘယ်လိုတီးမလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 okay နောက်တစ်ပုတ်တော့မယ် treble clap 4/4 timing တပားမှာ၄ချက်ရှိပါတယ်ကဲဒီ note က half note ဖြစ်ပါတယ် half note ဆိုတော့သူ့ရဲ့တန်ဖိုးက2ချက်ရှိပါတယ်2ချက်ရှိပါတယ်ဒါ middle C ဖြစ်ပါတယ်2ချက်ရှိရဆိုတော့ဘယ်လိုမျိုး timing ကြီးတွေ့ရမလဲဆိုတော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4နော် treble clap ကိုညာလက်နဲ့တီးမယ် bass clap ကိုဘယ်ဘက်နဲ့တီးမယ်တပားမှာ၄ချက်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 okay နောက်တစ်ပုတ်ဒီသင်ခန်းစာကတော့ 4/4 timing ဆိုတော့တပားမှာ၄ချက်ရှိပါတယ်ဒီ note ကဆိုလို့ရှိရင် quarter note လို့ခေါ်ပါတယ် quarter note လို့ခေါ်ပါတယ်သူ့ရဲ့တန်ဖိုးကတစ်ချက်ပဲရှိပါတယ်အဲ့တော့တစ်ချက်ပဲရှိရဆိုတော့တပားမှာ၄ချက်ဆိုတော့တစ်ချက်ချင်းတီးရပါတယ်1 2 3 4 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 1 2 3 4ဒီ1ကဆိုလို့ရှိရင်လဲနံပါတ်ကိုပြောထားတာဖြစ်ပါတယ်ဒါ1 2 3 4လက်မနဲ့ဒီလို့ပြောတာ1 1 2 3 4ဘယ်ဘက်1 2 3 4 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 okay ကျွန်တော်တို့စာပြီးတီးတဲ့အချိန်မှာလက်ကိုခုံလေးထားမယ်နော်အောက်ဒီလိုပြပြကြီးမချထားဘူးဒီလိုကာကြီးလည်းမဟုတ်ဘူးဒီခုံလေးโอเคကျေးဇူးတင်ပါတယ်